တို့အသက်ရှင်ပါပြီငါတို့အဘပြန်ခေါ်ပါတော့မယ်ဘယ်နည်းပြန်ခေါ်မလဲဆိုတဲ့မြင်ရချက်နဲ့မျောလင်းချက်လေးနဲ့တို့အားတင်းပြီးတော့ဒီကကျွေးတဲ့သမီးနဲ့ဟင်းတဲ့လေးကိုစားပြီးတော့အားတင်းပြီးတော့တို့အသက်လေးရှင်တန်နေကြတယ်ဟိုကျမအမျိုးသမီးထောင်နိုဘာမှာရှိရဲ့ဟိုဆေးစရာကြီးနဲ့ဒီစကားစစ်ကောင်စီကဆေးပူကြီးလာပြီးအမျိုးသမီးထောင်ကိုနေမကောင်းတဲ့လူတွေကိုလာပြီးစိတ်ကူတာပေးပါတယ်ကျမအဲ့နေရာမှာအမျိုးသမီးထောင်မှာဆေးသူနာပြုနေနဲ့တောင်းထမ်းဆောင်နေပါတယ်အဲ့ဒီချိန်မှာဆေးကမ်းပြပြီးတော့ဆေးပူကြီးပြန်သွားတဲ့အချိန်မှာ17နာရီနီးပါးလောက်ရှိပါပြီအဲ့ဒီချိန်မှာကျမကလေး2ယောက်ကိုညီမဟိုသားတစ်ယောက်နဲ့ခုမှ3နှစ်ပဲရှိသေးတယ်သားတစ်ယောက်နဲ့ညီမတစ်ယောက်ရှိပါတယ်ညီမက6နှစ်ခွဲပါအမေကတော့နဘခတိုင်းစစ်ဌာနချုပ်မှာကြာဆုံးမျိုးကြံခဲ့ပါပြီအမေကတော့အဲ့ဒီမှာကလေး2ယောက်ကိုကျမတိတ်ပါတယ်တိတ်လို့ခဏ9မိနစ်လောက်ပဲကြာပါသေးတယ်အဲ့ဒီအချိန်မှာလင်းကဂျက်ကလွတ်တဲ့ဘုံတိတန်ကိုဝိခနစ်ဆိုကြားလိုက်ရပါတယ်အဲ့ဒီမှာကျမကလေး2ယောက်ကိုနှိုးပါတယ်နှိုးပြီးတော့ကလေးထဆိုပြီးနှိုးလိုက်ပါတယ်နှိုးပြီးတော့နဲ့ပုံချင်းနဲ့သွားရအောင်ဆိုပြီးတော့ဆက်သွယ်မြောင်းနဲ့သွားရအောင်ဆိုပြီးနှိုးပါတယ်နှိုးတဲ့အချိန်မှာကျမတို့ဘောကနေပြီးတော့အောက်ကိုဆင်းုံပဲရှိပါသေးတယ်တလုံးကကျပါတယ်ကျတဲ့အချိန်မှာကျမတို့အပေါ်မှာဝင့်နေကြပါတယ်အဲ့ဒီမှာဒီတောင်ဝင်ကြတဲ့ဒီကအာရခစစ်တီတွေကကျမတို့ဆက်သွယ်မြောင်းတဲ့ဆင်းဖို့ပြောပါတယ်အဲ့ဒီအချိန်မှာကျမတို့ဆင်းပါတယ်ဆင်းတဲ့အချိန်မှာ3လုံးမြောက်ကကျမတို့ဘေးနာကိုကျပါတယ်အဲ့ဒီမှာပထမ3လုံးကဘယ်နာကျလဲဆိုတော့အခုဒီနူဘောင်ဝမ်းမှာရှိတဲ့ထောင်ထဲကိုကျပါတယ်ထောင်ထဲကျတဲ့အချိန်မှာကျမတို့ခေါင်းငုံပြီးနေရပါတယ်ဒါပေမဲ့ဒီနူဘောင်ဝမ်းမှာထောင်9000ရှိပါတယ်ထောင်6000ပေါ့ပြောရမယ်ဆိုလို့ရှိရင်အရသားဒီကျမယောက်ျား1600မှာနေပါတယ်ကျမအမျိုးသားဟာ1600မှာနေပါတယ်ထောင်4နဲ့ထောင်6ကဘေးချင်းကပ်နေပါတယ်ထောင်5ကြောင့်နည်းနည်းတန်နေနဲ့ပြုတ်လောက်ထားတဲ့ထောင်ဆိုနည်းနည်းလေးဒီဘက်ရှမ်းမှာကိုကရှိနေပါတယ်အဲ့ဒီအချိန်မှာကျမတို့ဆက်သွယ်မြောင်းတဲ့ပုံနေအချိန်မှာထောင်ထဲကိုကျပြီးတော့မီးလောင်တဲ့မီးခိုးတွေလိမ့်လိုက်ထွက်လာပါတယ်ကျမတို့လှမ်းကြည့်တဲ့အချိန်မှာဒါပေမဲ့ဆရာတွေကမကြည့်ခိုင်းပါဘူးကျမတို့ခေါင်းငုံမျိုးနေခိုင်းပါတယ်ဒါပေမဲ့ကျမတို့မှာစိုးရင်ပူပန်ရတဲ့ယောက်ျားရှိပါတယ်ရှိတဲ့အတွက်ကျမတို့အရေးဆုံးပြီးကြည့်ပါတယ်အဲ့ချိန်မှာမီးခိုးတွေလိမ့်လိုက်ထွက်နေပါတယ်အဲ့ချိန်မှာသွားပါပြီငါတို့အမျိုးသားတွေတော့သွားပါပြီလားမသိဘူးဆိုပြီးတော့အမျိုးလေးစိတ်လေးနဲ့ပေါ့နော်ခဏနေကြတော့ကျမအနာကိုအဝိစာမီးလောင်ထားတဲ့အဝိစာလေးရောက်လာတယ်ဘာကြီးလည်းမသိဆိုပြီးလက်နဲ့ကိုင်းကြည့်လိုက်တဲ့အချိန်မှာအဝိစာပါအဝိစာမီးလောင်နေပါပြီခဏနေကြညှော်နဲ့ထွက်လာပါတယ်ထောင်ထဲမှာရှိရဲ့3မန်းနေပေါ့ပြောမယ်ဆိုရှင်ကျမတို့စကား3မန်းနေမီးလောင်ကုန်လားမသိဘူးကျမယောက်ျားဘလို့အနေထားနဲ့လွတ်ပါမလားဆိုတဲ့စိတ်လေးနဲ့ဆူတောင်းနေမိပါတယ်ဘာမှမဖြစ်ပါစေနဲ့ကျမယောက်ျားလည်းတခြားတော့3မန်းနေရောအရာရှိတွေပါဘာမှမဖြစ်ပါစေလို့ကျမဆူတောင်းနေပါတယ်အဲ့ဒီအချိန်မှာထင်းခွေသွားကျမတို့အမျိုးသမီးထောင်ကထင်းခွေသွားတဲ့အဖွဲ့ရှိပါတယ်ထင်းခွေသွားတဲ့အဖွဲ့ကြီးလည်းဘာမှဖြစ်နေကြပြီလည်းမသိဘူးသူတို့အနေကင်းရလားလို့ကျမတို့တွေးပြီးပူပန်နေကြပါတယ်ဒါပေမဲ့အလုံးတွေကတစ်လုံးစက်တိုက်ကြပါတယ်17နာရီတီးခင်ဒီလောက်ကနေပြီးညနေ4နာရီကျော်လောက်တဲ့အထိကိုတစ်လုံးချပါတယ်ကျမတို့ကညနေ4နာရီကျော်မှရေးပြောမယ်စိတ်ပူပန်တက်တာရပါတယ်ဒါပေမဲ့အမျိုးသားတွေအတွက်ဆူတောင်းနေပြပါတယ်ဘာမှမဖြစ်ပါစေနဲ့ဘယ်သူမှလည်းအနေကင်းဘေးရှင်းကြပါစေဘယ်သူမှလည်းဘာမှမဖြစ်ပါစေနဲ့လို့ကျမဆူတောင်းနေမိပါတယ်တကယ်စကားတွေကိုထောင်ထဲကိုမီးရှို့ပြီးတက်တာမဟုတ်ရပါဘူးကျမတို့ရှိကိုဝိုင်တွဲတွေနဲ့ကြက်တွေနဲ့လာပြီးတော့ကျဲပြီးတော့သူတို့ကြီးရွေးချက်ကထောင်ထဲမှာရှိတဲ့3မန်းတွေကိုရွေးချက်ရှိတက်ဖြတ်တာလားဒါမှမဟုတ်လို့ရှိရင်မတော်လို့တခြားနေရာကိုပြစ်တဲ့ချိန်မှာမတော်လို့ထိခိုက်ပြီးတော့ကြာသွားလားတော့မသိပါဘူးဒါပေမဲ့တကယ်အမှန်တကယ်ကတော့တွေကမီးရှို့တက်ဖြတ်တာမဟုတ်ရပါဘူးအဲ့လက်နဲ့ကြီးကြလို့လက်နဲ့ဘုံတိကြလို့တကယ်ဖြစ်ပြတာပါလို့ကျမအတီးပြောချင်တာပါကျမသားလေးပြောပါမမေတဲ့ဥပမာ3နှစ်ပဲရှိပါသေးတယ်ဒီ73ရက်နေ့က3နှစ်ပြစ်တာပါမမေတဲ့ဝိုင်တွဲချက်တွေလာလို့ရှိရင်နဲ့မမေမငိုနဲ့နော်တဲ့
အဲ့ဒီကျမကိုကြောက်ပြီးငိုမိပါတယ်ဒါပေမဲ့သားမိမငိုနဲ့တော့သားလည်းမငိုဘူးတဲ့ခုမှ3နှစ်ပဲရှိသေးတယ်သားလေးကအဲ့လိုပြောပါတယ်အဲ့ဒါကျမအတင်းထားပါတယ်လို့မငိုပါဘူးလုံးဝအဲ့နောက်ပိုင်းကိုခဲ့ရင်တော့သားရဲ့ရှိမှမငိုသားနဲ့ညီမလေးရှိမှညမို့ချို့သူတို့အိပ်ပြီးဆိုမှညီမငိုမိပါတယ်ညီမယောက်ျားဒီတဲ့မိလောင်တဲ့ထဲမှာတော့မပါသွားပါဘူးဒါပေမဲ့ကျမနဲ့ဂျူဒီတူတူဆင်းခဲ့ကြတဲ့ဆေးဘိုကြီးတွေပြီးတော့စစ်တပ်မှာပင်စင်စားခဏီစီယာကြီးတွေဘိုလေးတွေအသက်40ကျော်50တွေလောက်တောင်းဝင်နေဖျန်းဆောင်ပြီးခါမှအသက်ဆုံးချုံပေးလိုက်ရတယ်သူတို့ဒီကိုရောက်ပြီးတော့ဖမ်းခံစားပါလေကျမကြီးမကောင်းလို့ဝဲတွေစားလို့တေတယောက်ပြီးတယောက်တေးကြတယ်ဒါပေမဲ့ဒီလိုတစ်နှစ်ကျော်နေပြီးခါမှသူတို့အသက်ရှင်ပါပြီငါတို့အဘပြန်ခေါ်ပါတော့မယ်ဘယ်နှစ်ပြန်ခေါ်မလဲဆိုတဲ့မြင်ရချက်နဲ့မျောလင်းချက်လေးနဲ့သူတို့အားတင်းပြီးတော့ဒီကကျွေးတဲ့သမီးနဲ့ဟင်းတဲ့လေးကိုစားပြီးတော့အားတင်းပြီးတော့သူတို့အသက်လေးရှင်တန်နေကြတယ်အဲ့ဒီအချိန်မှာဒီလိုမမျောလင်းမနဲ့ဖြစ်သွားတဲ့အတွက်သူတို့လေးတွေဆရာကြီးတွေဘိုးကြီးတွေအဲ့လိုအသက်ပေးလိုက်ရတာမတန်ဘူးလို့ပေါ့နော်ပြောရမယ်ဆိုလို့ချင်းသူတို့ရဲ့အိမ်ပြန်ရှင်ခီးကိုစောင့်မျှော်နေတဲ့ခီးကိုဒီလိုမျိုးတွေဖြစ်ပျက်သွားတယ်ဆိုတော့အဲ့တော့အတွေ့အကြုံကျမဝဲနေပြီးငုံမိပါတယ်